ခေါ်လိုက်မည်တာယာဝေစီသမိုင်းစင်စတီထားခဲ့တဲ့ဖရာတွေရှိသည်မြို့အဝင်မှာတီထားကရွှေကူကြီးဖရာတကူကြီးသည်ရွှေမုတ်တော်ဖရာကိုအာတော်ကမင်းတီထားခဲ့ပါသည်ချင်းတွင်မြေကမ်းဥခိုက်ခါအလောင်းစီသူမင်းတီပေးထားတဲ့ဖရာပွဲအမည်ဖောင်းတော်ဦးဖရာနဲ့ချမ်းသာကြီးချမ်းသာရရဲ့တတ်တော်ရှိတတ်တော်ရဖရာရဲ့ပကံထားနေအညာမြေဟုခေါ်ကျော်မျိုးအောင်တို့မွေမြေအလေလိုက်ခဲဖို့ဖိတ်ခေါ်ရမာသည်ကံပွေတနာခါမွေတိုင်းထွက်တဲ့ကျွန်တော်မွေရဲ့ရေစကြိုအမွေတိုင်းလုပ်ငန်းလုပ်ကိုင်းကြသည်ကံလဲပွင့်ညာလဲပွင့်စီကံကောင်းခြင်းရနံလဲတင်းစီကြီးဝဲတဲ့တော်သောကုသိုလ်ပွားတဲ့မြေကိုကြီးကြောနေခဲ့တဲ့ပကံမျိုးကိုလဲကျွန်တော်လိုက်ပို့ပေးမလေးရွှေတန်းတင်နဲ့ထူးခြားကြောဟိုးစင်ကျိုးရွှေကူဘုံရောင်သခင်မရှင်မတောင်တော်တဆူပကံစီသူရှင်မင်းတရားကြီးဒီထားမြို့တော်ပကံမြို့ဟောင်းမလဲရခန်းရှင်တော်မြတ်ဖရာကိုတော်ထူးမြတ်လာသည်နာမြေစီရောက်လန်းခဲ့ပါခေါ်၍တဲ့အပြုံးမျက်နာတော်ရွှင်စွာဆုံးလိုက်ဖို့မှာပါရွှေကြောင်းတော်ကြီးရှိရာကျော်မျိုးအောင်တို့မွေးရမြေလေးပါထွက်တဲ့ကျွန်တော်မွေရဲ့ဒီစကြိုအမွေတိုင်းလုပ်ငန်းလုပ်ကိုင်းကြသည်ကံလဲပွင့်ညာလဲပွင့်စီကံကောင်းခြင်းရနံလဲတင်းစီကြီးဝဲတဲ့တော်သောကုသိုလ်ပွားတဲ့မြေကိုကြီးကျော်နေခဲ့တဲ့မြေပကံမျိုးကိုလဲကျွန်တော်လိုက်ပို့ပေးမလေးရွှေတန်းတင်နဲ့ထူးခြားကြောဟိုးစင်ကျိုးရွှေကူဘုံရောင်သခင်မရှင်မတောင်တော်တဆူပကံစီသူရှင်မင်းတရားကြီးဒီထားမြို့တော်ပကံမြို့ဟောင်းမလဲရခန်းရှင်တော်မြတ်ဖရာကိုတော်ထူးမြတ်လာသည်နာမြေစီရောက်လန်းခဲ့ပါခေါ်၍တဲ့အပြုံးမျက်နာတော်ရွှင်စွာဆုံးလိုက်ဖို့မှာပါရွှေကြောင်းတော်ကြီးရှိရာကျော်မျိုးအောင်တို့မွေးရမြေလေး